Ladies and gentlemen ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဖန်တီးထားတဲ့ The Yellow Ball Add-on နဲ့ပတ်သက်ပြီးတော့ကိုလူလူသိထားတဲ့ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မပြောခင်အရင်ဆုံး The Yellow Ball Add-on ထွေလာကိုအရင်ကြည့်ထားဖို့နှိုးဆော်ပြရစီ။ထွေလာကိုမကြည့်ရသေးဘူးဆိုရင်တော့ညာဘက်အပေါ် down လေးနားမှာပေါ်လာတဲ့ link လေးကိုနှိပ်ပြီးတော့အရင်သွားကြည့်လိုက်ပါ။ကြည့်ပြီးသားသူတွေကတော့ကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုပဲဆက်ကြည့်ပေးပါ။ကျွန်တော် Add-on နဲ့ပတ်သက်ပြီးတော့သိထားတဲ့ချက်တွေကိုစပြောရမယ်ဆိုရင်တော့ဒီ Add-on မှာ entity 2 ကောင်ပါတယ်ဗျ။ stalker နဲ့ hunter ပေါ့နော်နှစ်ကောင်ခွဲထားရဆိုပေမဲ့ပုံစံချင်းကတော့တူတူပဲဒါပေမဲ့အလုံးလုံးပုံချင်းတော့ကွာပါဗျာအရင်ဆုံးကျွန်တော်တို့ stalker ကိုကြည့်လိုက်ရအောင် okay ဆိုတော့ဒါကတော့ idle ဖြစ်ပါတယ် idle ကဘာလဲဆိုတော့သူ့ရဲ့ဘာမှမလုပ်တဲ့အချိန်ပေါ့နော် okay ကြည့်လိုက်ပေါ့နော်ဒါကတော့ yellow ball ဆိုတာတော့ပြောမယ်ဆိုရင်ကျွန်တော်ပဲပေါ့နော် okay မျက်လုံးတွေပါလေလှုပ်တယ်ဆိုတော့လှုပ်ရှားမှုမရှိဘူးဗျာသူကတော့အသေးကောင်ပေါ့နော်တနေရာထဲမှာရက်နေတယ်ဒီမှာကြည့်သူ့ရဲ့လှုပ်ဆောင်ချက်ကဘာရှိမလဲဆိုတော့ okay သူ့အဲ့လိုမျိုးသူ့မျက်လုံးစိုက်ကြည့်လိုက်လို့လက်ကလေးထောင်ပြီးတော့ဆဲပြီးတော့ပျောက်သွားတယ်ဒါတော့သူ့ရဲ့တခုတည်းသောလှုပ်ဆောင်ချက်ပဲပေါ့နော်နောက်တစ်ခုကတော့ range ပေါ့နော် range ကဘာလဲဆိုတော့တူတူပဲဒါဒီမှာကျွန်တော်အမှတ်လေးတွေမှတ်ထားတယ်3ညနေ32ထိပေါ့နော်ဆိုလိုတာကဒီကောင်က32 block အတွင်းမှာခမ ्या ကိုမြင်နိုင်တယ်โอเคဒီမှာကြည့်ကျွန်တော်ပြမယ်အခု spine glass နဲ့ဒီကောင် on နေပေါ့နော်โอเคဒီကောင် direction โอเคတွေ့လားလက်ကလေးထောင်ပြီးတော့ဘုံပျောက်သွားပြီဆိုလိုတာကဒီသူနဲ့ကိုနဲ့အကွာဝေး32 block အတွင်းသူမြင်နိုင်တယ်ကိုဒီပေါ့လေဆိုနောက်တစ်ကောင်ကတော့ the yellow ball ပါဒါကတော့ hunter ပေါ့နော် hunter move ပေါ့နော်ဒီဒါလည်းသူ့မှာလည်း idol ရှိရယ်တူတူပဲလို့ထင်ရတယ်ဒါပေမဲ့ဒီကောင်းမှာကသူကအဲ့လိုမျိုးဘယ်လိုပြောရမလဲဗျာ random stroll လို့ခေါ်တယ်အဲ့ဒီဟိုဟာရှိရယ် component ရှိရယ်သူကဘယ်လိုမျိုးလှုပ်တာလဲဆိုတော့သူကအဲ့လိုလှည့်ပတ်ပြီးတော့တွားရောဗျာ zombie တွေလို့ပေါ့ဗျာပုံမှန် Minecraft entity တွေလိုပဲသူကဒါတော့သူ့ရဲ့ ability ဒီသူက16 block အတွင်းကိုမြင်နိုင်တယ်ဒီကောင်ကြတော့ခုနကောင်လောက်တော့မြင်ရရင်မကောင်းဒါတော့ movement မှာ movement တော့ထွေထွေထူးထူးတော့မဟုတ်သူကရေနဲ့လာဗာကိုသူကအဲ့လိုမျိုးဖြတ်သွားနိုင်ရှိုးလိုက်ပြာမှာဒါရေကူးတဲ့ animation လည်းပါတယ်ပေါ့ဗျာရေလည်းတော်တော်လက်ကူးနိုင်တယ်ပြီးတော့ဒီဆိုလာဗာထဲမှာလည်းသူကအသက်ရှင်နိုင်တယ်မီးမလောင်ဗျာဆိုလိုတာကသူက fire resist ရှိရသူမှာဟေးရှိုးလိုက်ကျွန်တော်လှုပ်ထားတာပေါ့နော်ဒီကောင်လေးတော်တော်ခက်ခက်ကြီးကျွန်တော်လှုပ်ထားရတယ်ခေနောက်တဲ့ ability မိုက်တယ်နောက်တဲ့ ability ကတော့ falling damage ကိုသူကခံနိုင်တာဆိုလိုတာကသူကအမြင်အပြုတ်ကြလဲဘာမှမဖြစ်ဘူးတွေ့လားအမြင်အပြုတ်ကြလဲသူဘာမှမဖြစ်ဘူးဒီမှာကြီးဟိုနောက်တစ်ချိန်ထပ်ပြမယ်ပေါ့နော်အကြီးကျွန်တော် spawn မြမယ်ပေါ်ကနေဟိုတွေ့လားသူကအမြင်အပြုတ်ကြလဲ damage မထိဘူးပြီးတော့တတ်ဖို့ခက်ခဲတယ်ပေါ့နော်နောက်ကတော့ stuck on target ပေါ့နော်ဆိုလိုတာကဘယ်လိုလဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာကြည့်လိုက်ကျွန်တော်အခုဓာရပြီတော့အမြင့်တက်နေရာမှာကျွန်တော်တို့အတုံး block ဆင့်ပြီးတော့ကျွန်တော်တို့ခုတ်တယ်ဗျာသိတယ်မလား entity တစ်ကောင်ကျွန်တော်တို့ Minecraft တွေကအကောင်ကြီးအဲ့ဒီ Iron Golem တို့ဘာလို့ဆိုကျွန်တော်ဒီတိုင်းတက်နေကြလीတော့ကျွန်တော်တို့အပေါ်ကနေပြီးတော့ကျွန်တော်ခုတ်မယ်ပေါ့ခင်ဗျာအဲ့လိုစဉ်းစားလိမ့်မယ်ကျွန်တော် entity ကိုအဲ့လိုတက်လို့ရမလားဒါမှမဟုတ်အဲ့လိုသူက2 block အောက်ကိုမဝင်နိုင်တဲ့အတွက်2 block အောက်ကနေအခုလိုခုတ်မလားပေါ့ဒီမှာကြည့်လိုက်ကျွန်တော်ပြတော့ခမ ्या ခုတ်နေတယ်ဟုတ်တယ်မှန်တယ်ခမ ्या ကတော့ဒီတိုင်းလွယ်လွယ်သိသွားမယ်ထင်တာဘုံအမှကြည့်လိုက်သူပျောက်သွားပြီဒါသိသွားတာမဟုတ်ဘူးဒါပါတီကယ်မုံလေးနဲ့သူပျောက်သွားတာဒါကပြောမယ်ဆိုခမ ्या ကိုဆဲပြီးတော့မှပျောက်သွားတာโอเคဒါသိသွားတာမဟုတ်ဘူးเนาะဒါပြောမယ်ဆို तू ကခမ ्या ကိုမတိုက်ခိုင်းနိုင်တဲ့အတွက်ကြောင့် तू ကပျောက်သွားတာဆိုလိုတာခမ ्या သူ့ကိုလွယ်လွယ်နဲ့တတ်လို့မရဘူးပေါ့ဗျာနောက်တစ်ခုကတော့ can destroy both and mind gap ပေါ့เนาะဆိုလိုတာဒါကားကြတော့ဗာလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော် spawn မြမယ်တရေလို boss ကိုဒီဒါတော့ hunter move ပေါ့နော်ဆိုတော့ဒီမှာလီ okay လီနဲ့လည်းသူ့ကိုဖမ်းလို့မရဘူးဗျာဝမ်းနာတာလိုက်တော့ဆိုတော့ okay ဒီမှာကြည့်မှာနောက်တစ်ချိန်ပြမှာကြီးလီမရှိဘူးလား okay လီကိုလည်းသူက destroy လုပ်နိုင်တယ်ပေါ့နော်ဖြတ်စီနိုင်တယ်ဆိုတော့လာတူပဲ mind gap လည်းအတူတူပဲသူ့ကိုဆိုတော့ကျွန်တော်တို့လီနဲ့လည်းဖမ်းလို့မရဘူး mind gap နဲ့လည်းဖမ်းလို့မရဘူးဒီကောင်းမှာကအားနေချက်ကမရှိသလောက်ပဲနောက်တစ်ခုကတော့ camp sleep ပါဆိုတော့ဒီကောင်ရှိနေတဲ့အချိန်မှာပြမယ်ကျွန်တော်တို့ကမိုးချုပ်သွားပြီဆိုတော့ဒီမှာ green ရှိရပါတော့ကျွန်တော်အိပ်ပြမယ် you cannot rest without his permission ပေါ့လေ
ဆိုလိုတာက तू ရှိနေတဲ့အချိန် तू 32 block အတွင်းရှိနေတဲ့အချိန်ခင်ဗျားအိတ်လို့ရမှာမဟုတ်ဘူးဟာကြီးဟုတ်လား okay အခု तू ပြောက်သွားပြီဘာကြောင့်ဆိုခွန်စောအတိုင်းပဲဟို step ခွန် target လေဆိုတော့ကျွန်တော်အိတ်ပြမယ်ဟာကြီးလုံးလားမလုံးလား okay तू မရှိတော့တဲ့အချိန်မှာခင်ဗျားအိတ်လို့ရမယ် oh shit အယောင် he is in your area တဲ့ okay တော့ spawn ရင်ဒါ survival မှာ spawn အခုလိုမျိုးစာလေးပေါ်လာပြီးမှ spawn တာပေါ့နော်ကျွန်တော်တို့ granny လို့ပေးပြီးတော့ oh လာပြီခင်ဗျား show လိုက်ပါမှကျွန်တော် like ခုတ်ပြီ okay ဒါ chasing မှုပါဒီဒါကတော့အဲ့ဒီ hunter မှုရဲ့ ability ပေါ့နော်ဆိုတော့ပုံမှန် hostile နေလို့ပဲအဲ့လို like ခုတ်လိုက်မယ်ပေါ့နော်ပြီးတော့သူ့ရဲ့ movement speed ကလေခင်ဗျားရဲ့ movement speed ပုံမူတည်ပြီးတော့အနည်းမြန်ပြောင်းလဲနိုင်တယ်အိုးဒီမှာကြီးနောက်ထပ် ability တစ်ခုပေါ့နော်သူကသူ့ရဲ့ target တည်သွားမယ်ဆိုရင်လေသူကအဲ့လို particle နဲ့ပျောက်သွားတယ်ပြီးတော့ဒီ add-on မှာကျွန်တော်တို့ item အသစ်တစ်ခုလည်းပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့ loot item ပေါ့နော်ဒီကောင်းကိုတက်လိုက်ရမယ် item ဖြစ်ပါတယ်ခင်ဗျားတို့ကြည့်လိုက်ပေါ့နော်အခုကျွန်တော်လက်ထဲမှာကင်ထားတဲ့ item လေးကဘာဖြစ်မယ်ထင်လဲဟုတ်ပါရဲ့ကျွန်တော်ရဲ့ underwear ဖြစ်ပါတယ်okay ဘာလုပ်လို့ရလဲဆိုတော့အမှဒါကြည့်လိုက်တော့ဗောနော်ကျွန်တော်တို့ underwear ကိုကျွန်တော်တို့အောက်မှာဝတ်ရမယ်ဆိုတော့ဘာကြောင့်ခေါင်းမှာဝတ်တာလဲခင်ဗျားမှာမေကုန်းနေအများကြီးရှိလိမ့်မယ်ကျွန်တော်လည်းမသိဘူးဗောနော်ကျွန်တော် idea တွေရနေကျွန်တော်လုပ်လိုက်တာဗျာဒါပေမဲ့ဒီ item မှာ ability ရှိရဗောနော်ဒီပိတ်ကိုဝတ်လိုက်မယ်ခေါင်းမှာဆွတ်လိုက်မယ်ဆိုရင်ခင်ဗျာ movement speed ရမှာ speed 2 ability ကိုရမှာဖြစ်ပါတယ်ဒီ underwear ကိုဗောနော်ဆိုတော့တခြား entity တွေကိုလည်း zombie လို့ entity မျိုးတွေကိုလည်းကျွန်တော်တို့ mob တွေကိုလည်းကျွန်တော်ဝတ်ပေးလို့ရတယ် what the fuck bro ဒီကောင်နဲ့မှကွက်တီပဲတော့လားစောစောကကျွန်တော် skin တွေကဟိုတိတ်ပြီးတော့မျက်လုံး skin အနေထားကြောင့်တိတ်မလိုက်ဘူးဒီကောင်တွေကကွက်တီပဲကြည့်လိုက် skin တော်တော်များများနဲ့တော့ကွက်တီပဲဒီခေါင်းစွပ် texture ပါလေဒီ underwear helmet မှာခေါ်မလားဘယ်လိုခေါ်မလဲပေါ့နော်ကျွန်တော်တို့ဒီ item နာမည်ကို his underwear လို့နာမည်ပေးထားတယ်တော့ဒါပေမဲ့တခုဆိုတာကတော့ဒီ item ကိုတခြား entity တွေဝတ်လိုက်မယ်ဆိုရင်တော့သူတို့မှာ speed to movement speed တော့ရမှာမဟုတ်ဘူးသူတို့ကတော့ဘာ ability မှရမှာမဟုတ်ဘူးเนาะ player ဝတ်မှသာ player အဲ့ဒီ speed to ability ကိုရမှာဖြစ်တယ်အဲ့တော့ဘာကြောင့်လဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်တော့ကိုဒီနဲ့မှာအဲ့ဒါကိုတော့ကျွန်တော်သိပြီးတော့ခယူးမဆိုင်တာကိုကျွန်တော် fashion ဆိုတဲ့ကုတ်နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် player ကိုပေါ်ပဲကျွန်တော်တက်ရောက်ခွင့်ပေးထားတယ်ဆိုတော့ဒီကတော့ဒီလောက်ပဲနောက်ဒီအတုံးကကျွန်တော်ရဲ့ပထမဆုံးအတုံးဖြစ်တဲ့အတွက်အမားကျွင်းနေအများကြီးပါကောင်းပါနိုင်တယ်ဒီတော့ခင်ဗျားတို့ကျွန်တော်အကြံပေးလို့ရတယ်နောက်လာမယ့်အတုံးမှာနောက်လာမယ့်ဘာရှင်းနေမှာပေါ့နော်ကျွန်တော်ဘာ ability တွေဘယ်လိုမျိုးဒီထည့်တင်လဲဆိုတော့ကျွန်တော် comment အောက်မှာရေးသွားပေးပါကျွန်တော်တခုချင်း live ဖတ်ပါမယ်ကျွန်တော်ထည့်တင်တဲ့ဆိုတဲ့အရာတွေကိုကျွန်တော်ထည့်သွားမယ်ပေါ့နော်ဆိုတော့အားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်